မျိုးတွေမင်္ဂလာပါဗျနော်ဒီနေ့တော့သတင်းကောင်းတွေကျွန်တော်တို့တွေ့နေရလို့ကျွန်တော်ဒါဝမ်းသာအားရလေးအမျိုးတို့လည်းထပ်သိအောင်ပေါ့ဗျာကျွန်တော်လာပြီးတော့ပြောတာဖြစ်ပါတယ်ဗျ။ဘာလဲဆိုတော့ BOA တို့ RFA တို့ဟဲ့လားအခုတော့ပိတ်သိမ်းတဲ့အကြောင်းလေးပေါ့နော်မြန်မာနိုင်ငံကိုနော်နှစ်ပေါင်း30လောက်ပေါ့နော်မဟာရယာပြောပျက်စီးကြောင်းတွေပြောနော်မြန်မာပြည်သူတွေကိုစိတ်ဒုက္ခအပေးဆုံးမီဒီယာတွေပေါ့နော်အခုတော့သူတို့ပြန်ပြီးတော့သူတို့ဒုက္ခတွေရောက်သွားပြီနော်အဲ့လူတွေလည်းအကုန်ဒုက္ခတွေရောက်ကုန်ကြပြီနော်ကျွန်တော်တို့မြန်မာပြည်သူတွေလည်းပဲဝန်ထမ်းတွေကို CDN လောက်ပါ CDN မလောက်ပါဆိုတဲ့လူတွေသူတို့တွေလည်းအခု CDN လောက်ရပြီနော်သူတို့လောက်ရပြီနော်သူတို့ကိုသူတို့ရဲ့မကောင်းတဲ့အကျိုးကသူတို့ကိုပေးတာပေါ့နော်သူတို့မကောင်းတဲ့အကျိုးကသူတို့ပေးတော့အဲ့ဒီမီဒီယာတွေမရှိတော့ကျွန်တော်တို့နိုင်ငံအတွက်ကမတရားဝါဒဖြန့်ပြီးတော့နော်မဟုတ်ဇက်တွေခင်မဟုတ်မမှန်လောက်ကြံသတင်းတွေနဲ့ဝါဒဖြန့်နေနော်စကလုံးတွေမကြတော့ဘူးပေါ့ဗျာဘလောက်ဝမ်းသာဖို့ကောင်းလဲလို့နော်အဲ့ဒါမြန်မာပြည်သူတွေရဲ့စိတ်မစင်းရဲစိတ်စင်းရဲအောင်လုပ်နေတဲ့သွေးတိုးနော်သွေးတိုးပြီးတော့မြှောက်ပင့်ပေးနေတဲ့နော်မီဒီယာတွေပေါ့အခုတော့ကြားဆုံးကန်းကိုရောက်ပါပြီနော်ဒေါ်နယ်ထရန့်ကြီးကိုကျေးဇူးတရားပါဗျာနော်နောက်ခုတော့မလား ICC ဆိုတဲ့တရားရုံးကလည်းပဲတရားရုံးကိုလည်းခုမှနော်သမ္မတကြီးဒေါ်နယ်ထရန့်ဒုက္ခထပ်ပေးလိုက်ပြန်ပြီနော်သူများနိုင်ငံကလူတွေကိုလိုက်ပြီးတော့စွတ်ဖက်ပြီးတော့နော်အမအေးယူတာတို့ပိတ်ဆို့လုပ်တဲ့လူ ICC လည်းပဲအခုဒုက္ခရောက်ပြီနော်အဲကြောင့်ကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာမှာတော့နော်ကံဤကျိုးဆိုတာပဲဗျနော်မကောင်းတာလုပ်တဲ့လူကမကောင်းတဲ့အကျိုးကိုခံစားရမယ်ကောင်းတာလုပ်တဲ့လူကကောင်းတဲ့အကျိုးကိုခံစားရမယ်ဆိုတာဒါဒဲပဲဗျနော်အခုဒဲတွေ့တာပဲနော်အဲကြောင့်ဗုဒ္ဓရဲ့တရားတော်တွေကတော့သူကချက်ချင်းမမှန်တယ်လို့ပဲဒါပေမဲ့အချိန်ကာလတစ်ခုရောက်တဲ့အခါမှာမှန်ကန်တယ်ဆိုတာတော့တွေ့လာရတယ်ပေါ့နော်အဲ့ဒီမှာပဲကျွန်တော်တို့အခုဆိုလို့ရှိရင်လည်းပဲဘာတွေတွေ့နေရလဲဆိုတော့သူများတွေကိုတတ်ဖို့အားပေးတဲ့လူတွေပေါ့နော်သူများတွေကိုတတ်ဖို့သူများတွေကိုဒုက္ခရောက်အောင်အားလုံးတွန်းပို့တဲ့လူတွေလည်းပဲအဲ့လူတွေအခုဒုက္ခရောက်နေတယ်နော်အမှုပညာရှင်တွေမှလည်းပြန်ကြည့်နော်ပြည်သူတွေဒုက္ခရောက်အောင်ပြောတဲ့လူတွေအခုသူတို့တွေပြန်ပြီးတော့ခံစားနေရတယ်သူတို့ဒုက္ခတွေဝေဒနာတွေခံစားနေရတယ်မြင်နေရတယ်ဗျနော်အဲကြောင့်မို့လို့နော်ကံအကျိုးဆိုတာနော်လုံးဝကိုယုံကြည်ရတယ်ဆိုတာနော်ဒါကျွန်တော်တို့အမျိုးတွေကိုပြောချင်တာပါဗျနော်အခုတော့ကျွန်တော်တို့ကိုမျိုးစုံဒုက္ခပေးနေတဲ့နော်လေးလိုင်းမော်ကဒုက္ခပေးနေတဲ့လူတွေပေါ့နော်ဘိုးချုပ်မူကြီးတန်းရွှေလက်ထက်တုန်းကနော်ဟုတ်နော်ပြောတာမလားလေးလိုင်းပေါ်ကဟာ RFA တို့ဟာ DDB တို့ဟာ BOA တို့တွေဟာသူတို့တွေတော့မယုံနဲ့ဆိုပြီးတော့ကျွန်တော်အရင်တော့မြဲတဲ့ပေါ့လေးတိုင်းပြောခဲ့တာတွေပေါ့နော်ရှိတယ်အခုတော့ဒါတွေကတကယ်ကိုအစ်စ်မှန်နေပေါ်တော့သူတို့ရဲ့မကောင်းတဲ့မှုသာဝါဒတွေကသူတို့ကိုပြန်ပြီးတော့ဒုက္ခပေးကြပြီပေါ့နော်အဲ့ဒီမှာလည်းပဲတာဝန်ထမ်းဆောင်တဲ့လူတွေလည်းနော်ပတ်စံဒေါ်လာရလို့ရှောက်ပြီးတော့မြန်မာနိုင်ငံမကောင်းကြောင်းပြောမြန်မာနိုင်ငံကိုဒုက္ခပေးတဲ့လူတွေအခုတော့သူတို့တွေဒုက္ခတွေရောက်ကုန်ကြပြီနော်အဲ့ဒါဘာလဲဆိုကံအကျိုးပဲဗျာနော်ကံအကျိုးပဲနော်အခုတော်တော့မြန်မာနိုင်ငံအတွက်တော့ကောင်းမှုတွေဖြစ်လာတာပေါ့ဗျာနော်မြန်မာနိုင်ငံအတွက်ကောင်းမှုတွေဖြစ်လာတာနော်နောက်တစ်ခုကတော့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့ CDM လုပ်တဲ့ဆရာဝန်တွေဗျာသူတို့ကြောင့်ကျွန်တော်တို့နိုင်ငံကမှာနော်ကိုဗစ်တုန်းကတော်တော်ဒုက္ခရောက်ခဲ့တယ်နိုင်ငံရေးကာလမှာနော်တော်တော်ကိုဒုက္ခရောက်ခဲ့တယ်သူတို့တက်လို့သေတဲ့လူကတော်တော်များတယ်ဗျနော်တော်ဆိုသူတို့တွေကဆရာဝန်တယောက်ဖြစ်ပြီးတော့သူ့ကိုကျင်တရားကိုမဆောင်ထိန်မဲနဲ့နော်ပါတီနိုင်ငံရေးကိုပါဝင်စွတ်ဖက်ပြီးတော့မြန်မာပြည်သူတွေကိုတတ်ခဲ့တဲ့လူတွေပေါ့နော်အဲ့လူတွေကအခုတော့သူတို့စာမလက်မပြန်လို့ချင်းလို့သူတို့ကပြန်ပြီးတော့အတနာခံနေဒီလူမျိုးတွေကိုကျွန်တော်တို့ကတော့လက်မခံဘူးဗျသူတို့တွေဒီလိုစိတ်တက်ရှိတဲ့လူတွေသာပြန်ဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေအတွက်အန္တရာယ်ရှိတယ်နော်ဒီလူတွေကဆေးထိုးမတက်ဘူးလို့မပြောနိုင်ဘူးသူတို့နော်ကြည်တန်ကမှတထောင်နဲ့တယောက်လောက်သေမှာသူတို့ဆေးထိုးတက်လို့ရှိရင်လူအများကြီးသေမှာအသေးလေးနဲ့သေမဲ့လူတွေအများကြီးပဲအဲ့ကြောင့်ကျွန်တော်တို့ကတော့လက်မခံဘူးเนาะအဲ့ကို CDN လောက်ထားတဲ့ဆရာဝန်တွေကိုကျွန်တော်တို့စာမလက်မှတ်တွေပြန်ပေးဖို့တွေပြန်ပြီးတော့ဟိုတင်းမျိုးကိုကျွန်တော်တို့ကလက်မခံဘူးเนาะကျွန်တော်တို့ကလက်မခံဘူးဘာဖြစ်လို့ဒီလူတွေဒီလိုစိတ်တက်မကောင်းတဲ့လူတွေကသာကျွန်တော်တို့မြန်မာနိုင်ငံမှာဆေးရုံတွေမှာပြန်ရောက်မယ်ဆိုလို့ရှိရင်ဟာကြောက်စရာအရန်ကောင်းတယ်เนาะကြောက်စရာအရန်ကောင်းပါတယ်ကြောက်ဒီလူတွေကဒီတိုင်းပဲသူတို့ဘဝအတိုင်းဒီတိုင်းပဲဆက်နေသွားတာပဲကျွန်တော်တို့ကတော့လိုချင်တယ်ပေါ့ဗျာလုံးဝကျွန်တော်တို့ဒီလောကတွေကိုကောင်းတဲ့လောကတွေကိုပြန်မဝင်သေးခြင်းတော့ဒီလိုစိတ်တက်မကောင်းတဲ့ရုပ်မာတဲ့လူတွေကဆရာဝန်ဖြစ်နေတာကိုကတော်တော်လေးကိုယုံစရာကောင်းတာအဲ့လိုယုံစရာကောင်းတဲ့လူတွေကဆေးရုံဆေးကန်းတွေကိုပြန်ပြီးတော့ထိုင်မှာကျွန်တော်တို့အရန်စိုးရင်တယ်ကျွန်တော်တို့ကလက်မခံဘူးเนาะဒါလေးပါကျွန်တော်ဟိုတင်းပေါ့เนาะပြည်သူတွေကိုကျွန်တော်ကြုံတုံးလေးပေါ့เนาะဝမ်းသာစရာစကားလေးတွေနဲ့ကျွန်တော်လာပြီးတော့ပြောခြင်းဖြစ်ပါတယ်ခင်ဗျာ